စပိန်နဲ့ပြင်သစ်အမ်ဘာပီနဲ့ယာမယ်ကမ္ဘာဖလားဖိုင်နယ်ဘယ်သူတက်မလဲတကယ်လို့ပြင်သစ်သာချန်ပီယံဖြစ်ရင်အမ်ဘာပီကအသက်28နှစ်မပြည့်ခင်မှာကမ္ဘာဖလား2ကြိမ်ရတဲ့ကန်ဝင်ဖြစ်လာပါလိမ့်မယ်စပိန်သာချန်ပီယံဖြစ်ရင်တော့လမန်းရမယ်တယောက်16နှစ်ရွယ်မှာယူရိုရောကမ္ဘာဖလားပါရရှိပြီးသားဖြစ်နေမှာပါပြင်သစ်နဲ့စပိန်ပွဲစဉ်ကကမ္ဘာဖလားရဲ့အတည်ငြိမ်ဆုံးအသင်းနဲ့အသင်းထိပ်တိုက်တွေ့တာဖြစ်ပြီးတော့စပိန်ရဲ့ဘောလုံးပိုင်ဆိုင်မှုနဲ့ပြင်သစ်ရဲ့တံမြန်တိုက်စစ်တို့ရဲ့ညီနှစ်ပိုင်းအားပြိုင်မှုဖြစ်ပါတယ်ပြင်သစ်တင်းဟာအုပ်စုမှာရမှတ်ပြည့်နဲ့တက်လာခဲ့ပြီးရှုံးတဲ့ဆင့်တွေမှာလည်းဆွီဒင်ပါရာဂွေးမော်ရိုကိုတို့ကိုဂိုးလုံးဝမပေးရဘဲနဲ့ကြော်ဖြတ်လာခဲ့တာဖြစ်ပါတယ်အထူးသဖြင့်ကွာတာဖိုင်နယ်မှာမော်ရိုကိုရဲ့ခန်းစစ်ကိုဖောက်ထွက်ပြီးတော့အမ်ဘာပီရဲ့အဆုံးဖြတ်ပေးနိုင်စွမ်းနဲ့တူကြီးတဲ့ခန်းစစ်ပုံစံကိုပြသခဲ့တာပါအမ်ဘာပီကလက်ရှိပြိုင်ပွဲမှာရှေ့ကိုသွင်း3ရင်ဖန်တီးထားပြီးတော့ရွှေဗနက်စုတဲ့ထိပ်ဆုံးကနေပြေးနေသလိုနီးပြဒေးရွှွန်းကလည်းကပပလာ26ပွဲကင်တွယ်ခဲ့တဲ့စံရင်တစ်ကိုရေးထိုးတော့မှာဖြစ်ပါတယ်ပြည်သစ်ရဲ့ဗျူဟာကပြိုင်ဘက်ကိုဘောလုံးပေးကစားပြီးအမ်ဘာပီနဲ့ဒမ်ဘီလီတို့ရဲ့အမြန်နှုန်းကိုသုံးကအလင်းငိုက်တိုက်စစ်ဆင်ဖို့ဖြစ်ပါတယ်အဲဒါကြောင့်ပဲလက်ရှိစပိန်ရဲ့ကစားဟန်ကပြင်သစ်စိတ်ကြိုက်ဖြစ်နေတာအမှန်ပါပဲစပိန်အသင်းကလည်းပြီးခဲ့တဲ့2024မတ်လကလေးက36ပွဲဇတိုက်ရှုံးပွဲမရှိစံရင်တဲ့တူရလက်ဇတိုက်ကောင်းနေပါသေးတယ်ရှုံးထွက်မှာအော်စတီးယားပေါ်တူဂီတို့ကိုနိုင်ခဲ့ပြီးတော့ကွာတာဖိုင်နယ်မှာဘယ်ဂျီယံနဲ့ပွဲမှာရန်ကစားမမယ်ရီနိုကလူစားဝင်လာပြီး115စက္ကန့်ကြာပွဲပြီးကားနီးမှာအဖိုးတန်နိုင်ကိုတင်ပေးခဲ့တာပါစပိန်ရဲ့တောင်မန်ကျေပွင့်လပိုင်းရမယ်ကတော့ယူရိုတုံးကပြင်သစ်ကိုဖြုတ်ခဲ့မှုတာကြောင့်ကြောက်မယ်ဆိုရင်ကျွန်တော်တို့ကိုသူတို့ပဲကြောက်ရမှာပါလို့ယုံကြည်မှုပြည့်နဲ့ဆိုထားတာပါတမိုင်းကြောင်းရလဲ2024ယူရိုနဲ့2025 Nation League ဆီမီဖိုင်နယ်ဒီမှာစပိန်ကပဲပြင်သစ်ကိုဇက်တိုက်အနိုင်ရထားလို့ခြေတာနေတာအမှန်ပဲဖြစ်ပြီးတော့ပြင်သစ်လက်စားချေမလားစပိန်မဲ2010လွန်ကမ္ဘာဖလားအောင်မြင်မှုကိုပြန်လည်ရရှိမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ